the mic တင်တဲ့အားလုံးရဲ့စိတ်ထဲကိုဝင်ပြီးမုန်တိုင်းနေတိုက်ငါဟာခေါ်ဟန်တော့ကလုံးဝကြောမခံပြော raw တောင်းချထလိုက်ငါတော့ပြန်မင်းတို့အားလုံးမောပန်မြန်မာပြည်သား hey မြန်မာပြည်သားငါတို့ကရောင်ချပြည်သားပြောနေတဲ့ပြသတိထားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းမောင်းများစွာချမယ်ဒါရှေ့တောင်အာရှရဲ့သူရဲ့ကောင်းနေကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစီချင်တဲ့ပြည့်ချင်းပွင့်လမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေး